strawberry လေးရင်ပြောပြလိုက် ဟာကိုမဟုတ်ဘူးနော်ကိုဟုတ်ကောင်းပါရဲ့ကုန်ပဲ ဒီကသူတွေကမေးခိုင်းတာ strawberry ပြော မဟုတ်ပါဘူးဒီနေ့ညီမတို့ဂိမ်းနေဆောင်မယ်ဘယ်မှာနေနေပါရီလောင်းလို့ ဒီနေ့တော့ပြည့်ရတယ်အချော်လည်းပါလိမ့်ဘာလို့လဲဖွဲ့စည်းမှုနဲ့အတူကိုယ့်ရဲ့เนาะအသင်းရဲ့၃ယောက်ပို့အောင်ကျွန်တော်တို့ဝင်ငွေရှားမယ်ဆိုတော့ဘယ်သူကတော့ဘယ်လောက်ထိဝင်ငွေများများရှာနိုင်လဲဆိုတော့သိရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ချစ်ကိုင်ကအမတ်တရားတော့ကိုရှင်မွေးလာတော့နော်ကျွန်တော်တို့အဲ့တော့ချစ်ကိုင်တော့ဆိုလို့ရှိရင်လက်အိတ်တွေစပ်ဖို့လုပ်တဲ့ချိန်မှာကိုရှင်မွေးလာတော့မစွတ်နဲ့ရောညီလေးကျုံးလိုက်တော့ဆိုပြီးတော့အဲ့ဒီကအမတ်တရားနော်ဒါအကိုရဲ့တော့အပိုင်းပဲလုံးဝတကယ်ကိုငါချစ်ကင်ခဲ့တဲ့အပိုင်း